င်္ဂလာပါကိုဟုတ်ကဲ့အခုရဲ့နာမည်လေးနဲ့နေရာလေးစာလေးနှိပ်ဆက်ပေးပါအောင်ရှင်နာမည်ကတော့ဒီဟာဆိုနေရာလိပ်စာကတော့ကျွန်တော်တို့အမြန်လန်း63မိုင်လေးခါလို့ကျွန်တော်တို့ကတော့စိုက်ပျိုးရေးခြံပေါ့ကိုစိုက်ပျိုးရေးခြံပေါ့နော်စိုက်ပျိုးရေးခြံဟုတ်ကဲ့ပါအစီဒီကနေပြီးအခုဘာပစ္စည်းလေးမှာယူထားတယ်မသိဘူးရှင်ဝယ်ယူထားတယ်ပေါ့နော်ဝယ်ယူထားတာကတော့ပထမကတော့ဟိုပေါ့300AH ပဖီပေါ့နော်ပဖီတစ်လုံးရယ်ပြီးတော့ကွန်ထရိုလာတစ်လုံးရယ်ပြီးတော့နောက်အဲ့ဒါ3လို့အဆင်ပြေလို့ဆိုပြီးတော့နောက်တစ်လုံးဟိုပေါ့200 AH ပဖီတစ်လုံးထပ်ဝယ်တယ်ကွန်ထရိုလာတစ်လုံးနဲ့ထပ်ဝယ်ကြသေးတယ်ဒါဆိုဘယ်နှစ်ခါဝယ်ထားတာပေါ့နှစ်ခါသုံးပြီးတာဟုတ်ကဲ့ပါအဲ့ဒီအနေထားမှာပေါ့နော်အခုအနေနဲ့ကတော့ဒီဘက်ထရီ300 MP ရဘက်ထရီအိုလီကတော့အဲ့ဒါတက်သွားတာပေါ့နော်ဟုတ်တယ်အဲ့ဒါကြတော့ပထမတက်တာတော့ကျွန်တော်တို့ကဟိုပြောမလဲဗျာ3နဲ့ဟိုပေါ့ကုန်သွားတာပေါ့နော်ကုန်သွားတာကြတော့ဒီကုမ္ပဏီပြန်ပို့တော့ကုမ္ပဏီကပြန်ပြီးအားသွင်းပြီးတော့ကောင်းသွားတယ်အဲ့ဒါတော့အဆင်ပြေသွားတယ်နောက်တော့ခောက်ကြတော့သူ့ဘာသာသူမီးပြောက်သွားတာဘာမှမလာတော့အဲ့ဒါတက်သွားအဲ့ဒါတော့ပြန်ပို့လိုက်ပေါ့ကုမ္ပဏီဒါဆိုလို့ရှိရင်အခုပြန်ပို့ထားတဲ့ဒီအလုံးလေးရပေါ့နော်အဲ့ဒါလေးစစ်နေနေထားတွင်မှာလဲအခုနေမှာလဲပေါ့နော်အခုဘက်မှာမီလီလေးမရတဲ့ခါကျတော့ဒီဖရီလေးကတော့ဒီ3ကိုသွားမှာဆိုတော့ပေါ့နော်အခု SCD ကနေပြီးတော့ဒီအစားထိုးတစ်လုံးပေါ့နော်ဒီဘက်ထရီအိုးလေး 51.2 volt ဒီ300 MP အိုးလေးပေါ့နော်ထပ်ပြီးတော့အခုအစားထိုးလေးပေးရပေါ့နော်ဒီနေ့ကကျတော့ဟုတ်ကဲ့ရှင်ဟုတ်တယ်ဟုတ်ကဲ့ပါအခုအနေနဲ့ဒီရဲ့ဘက်ထရီနဲ့ဒီကွန်ထရိုလာပေါ့နော်အခုဒီဘက်ပစ္စည်းလေးတွေအသုံးပြုရလဲမသိဘူးရှင်အခုအနေနဲ့ပေါ့နော်ဟုတ်အိမ်သုံးပစ္စည်းလေးအိမ်သုံးပစ္စည်းရကြတော့ကျွန်တော်တို့ကတော့အဓိကကတော့ရေခဲတစ်တာနဲ့ရေမောင်းတင်တာပေါ့နော်အဲ့ဒါတော့အဓိကတုံးတယ်ကျန်တဲ့အပိုင်းကတော့မီးရယ်ပြီးတော့ပေါ့ပုံတာတစ်လုံးနှလုံးပေါ့နော်တစ်လုံးကတုံးဖို့များပါတယ်သူကတော့ယုံဆိုတော့လေဟုတ်ကဲ့ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်အခုအဲ့ပစ္စည်းလေးသုံးနေရနေထားနေမှာပေါ့နော်ဒီအဆင်ကြီးလားမသိဘူးရှင်ဟုတ်အဲ့ပစ္စည်းလေးသုံးရနေမှာကြီးတယ်သူကတော့အဲ့300 AH ကတော့အဆင်ကြီးတယ်ဟုတ်ကဲ့ပါသူက200ကျတော့နည်းနည်းလေး MB နေရောခါကြတော့ပစ္စည်းလေးသိပြီးနည်းလေးဟိုပေါ့ရေခက်တာတစ်လုံးနဲ့မီးလောက်ပဲတုံလို့ရတယ်ဒီမောင်းတော့မရဘူးဟုတ်ကဲ့ပါအဲ့ပစ္စည်းလေးဝယ်ထားတော့ဘယ်လောက်ကြာသွားပြီလဲမသိဘူးနော်ကိုဟုတ်ဆမန်းချီကတော့ပေါ့6လလောက်ရှိပြီထင်တယ်6လတော့ကြာပြီပေါ့ဟုတ်ကဲ့ပါကိုSCD ကနေပြီးပေါ့နော်ဒီ service ပေးရဲ့အနေထားမှာရောအခုအနေနဲ့အဆင်ပြေလားမသိဘူးပစ္စည်း error တက်လို့ပြန်စစ်ပေးရဖြစ်ဖြစ်ပေါ့နော်ဒီ error စစ်ပေးရဲ့အနေထားမှာပြန်ပြီးမှအခုအစားထိုးပေးရဲ့ပုံမှာအခုအနေနဲ့ဘယ်လိုမျိုးလေးဖြစ်လဲမသိဘူးပေါ့နော်စိတ်ကနေဟုတ်ကဲ့အစားထိုးပေါ့ဟိုဘယ်လိုပြောမလဲပထီပြက်သွားတော့ error ပြက်သွားတော့ပေါ့အုံကြီးပို့တဲ့အချိန်တော့တွေ့မှာတော့ပထီအဟိုမရှိတော့ခါကြတော့တုံးလို့မရတော့ပေါ့နော်အဲ့ဒါတုံးလို့မရတော့ SCG ကုမ္ပဏီကသူကပေါ့တလုံးအစားထိုးပေးတာပေါ့နော်အဲ့ဒါတော့အဆင်ပြေတယ်ဗျာခုနအဲ့ဒါအပိုင်းမှာကြတော့ပေါ့သူကတပတ်10ရက်လောက်တော့ကြာတာပေါ့နော်ကြာတော့ခါကြတော့အဲ့ဒီဟာတခုတော့ပြောချင်တာပေါ့နော်တကယ်လို့ပေါ့ဝဲသူဘက်ကလေးတီချာတော့ရှင်းပြပြီးဖို့လိုတယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဝဲတဲ့သူကကြတော့ဗျာသူတို့က3ဖို့ပဲစိတ်ထက်မှာရှိတော့လေဒီအာမခံအနေနဲ့ကြတော့သူတို့အကြမ်းရင်းပဲကောက်ချက်ချလိုက်ကြဗျာအာမခံရှိတယ်9နှစ်ပေါ့နော်9နှစ်တော့တွင်းမှာကျွန်တော်တို့အာမခံပေးထားတယ်ပြင်ပေးမှာပါညာပေါ့နော်အဲ့ကြတကယ်ပြည့်သွားတော့ခါကြတော့ဘယ်လိုပြောမလဲအာမခံအပိုင်းရတက်ပေါ့ customer လုပ်လို့ပြည့်သွားတဲ့ဟာတက်အဲ့ဒီမှာသူတို့ကမသိဘူးသူတို့သိတာတော့အာမခံရှိတယ်ဆိုတော့ပြည့်သွားလို့ရှိရင်သူတို့ကမဟုတ်ပေါ့ချာချက်မပေးရဘူးပေါ့ဗျာဒါတွေပဲသူတို့ကစိတ်ထဲမှာဖြစ်နေခါကြတကယ်ကြတော့ပြန်ကြည့်လိုက်လို့ရှိရင်သူကအစကတည်းကအမခံမပါဘူးဗျာကျွန်တော်လှုပ်လို့ပြတ်သွားတဲ့ဟာပေါ့နော်အဲ့ဒါကတော့ကြတော့ customer အနေနဲ့ကြတော့တိတ်မသိဘူးပေါ့နော်ပြောလို့ကျွန်တော်တို့ကိုယ်တိုင်ဝယ်လဲအဲ့ဒါတွေကတိတ်သတိမထားမိဘူးဗျာတကယ်ပြည်နေချိန်ကြမှာအဲ့ဒါတွေကတွေ့တာပေါ့နော်ဟုတ်ရပါတယ်ရှင်ဟုတ်ကဲ့ပါကိုဒါဆိုလို့ရှိရင်တော့အာမခံပိုင်းနဲ့ပတ်သက်ပြီးတော့ဒါလေးကတော့ဒီနားလေးမူကြီးလွှဲတာပေါ့နော် customer ဘက်ကနေပြီးဟုတ်ကဲ့ဒါကြတော့ပေါ့အမခံကကြတော့ပေါ့နော်သူကဒီပစ္စည်းပေါ့နော်အော်တိုသူ့ရဲ့ပစ္စည်းကပစ္စည်းတာမျိုးအမှုဖြစ်တယ်ဆိုလို့ရှိရင်တော့ညီမတို့က service ကတော့ပြီးသွားပြီးရပေါ့နော်အခုကျတော့အခုကဒီ battery လေးလောင်သွားတာလေးဖြစ်တယ် battery ကကြတော့လေဒီ battery က error တက်တာကိုမှသူက PN app ကတခုလုံးပါပေါ့နော်ဒီပစ္စည်းသွားဖြစ်တဲ့ကြောင့်မလို့အဲ့ကက်ရဲ့တန်မိုးလေးကိုပေါ့ service ထပ်ပြီးပေးရတာပေါ့နော်ချက်လေးservice ကတော့အ BC ပဲထပ်ပြီးတော့မှဒီအမခံနဲ့မှာပါရတဲ့အတွက်လုပ်ပေးရပါရှင်ဟုတ်ကဲ့ဟုတ်ဒါဆိုလို့ရှိရင်အခုအနေနဲ့ကပေါ့နော် SCD ဘက်ကိုရောဘယ်လိုမျိုးညံလေးရောပေးရှင်လည်းမသိဘူးရှင်ဟုတ်ကဲ့ရှင်ဟုတ်အဲ့ဒါပါပဲဒီကဟုတ်ကဲ့ဒီပေါ့နော်SCD ကိုပေါ့နော်ထပ်ပြီးတော့မှဝယ်ယူမဲ့ customer တွေတော့ကိုဘာလေးပြောချင်လဲပေါ့နော်နှုတ်ပေးချင်တာမျိုးလေးရှိတာမသိဘူးရှင်ဒီကောင်းပါလေကျွန်တော်တို့တုံးတာတော့ကောင်းတယ်အဲ့တော့ဆူလာကတော့ကျွန်တော်ဝယ်မတုံးကြည့်တော့မသိဘူးပေါ့နော်ဘက်ထရီနဲ့ဒီကွန်ထရိုလာနဲ့တော့လက်တွေ့တုံးကြည့်တော့ကောင်းပါတယ်ဟုတ်ကဲ့ဟုတ်ရပါတယ်အဲဆိုလို့ရှိရင်တော့အခုရင်ထပ်ပြီးတော့ပေါ့နော်ဒီဆူလာနဲ့ပတ်သက်တဲ့ဆက်ပစ္စည်းတွေပြည့်လိုရတာမျိုးရှိရင်တော့ SCD ကိုဖြတ်လာခဲ့လို့ရတယ်ပေါ့နော် customer ဟောင်းဖြစ်တဲ့အတွက်ဟုတ်ကဲ့ပါအခု interview လေးဖြစ်ပြီးတဲ့အတွက်လည်းကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးဟုတ်ကဲ့ပါရှင်